အားလုံးပဲမင်္ဂလာပါအောင်ချမ်းမင်းပေါ်ပေါ်မှာပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့မလ20ရက်ဒီနေ့ကိုနေ့ည6နာရီခွဲမှာစီမံကစားမဲ့နယူကာဆယ်ဆန်နလန်နယူကာဆယ်တလုံးပေါင်း53လုံးပေါင်း90နယူကာဆယ်ကတော့ပရီးမီယာလိနောက်ဆုံး3ပွဲမှာ2ပွဲနိုင်1ပွဲရှုံးရလာမစိုးပြောမှာဖြစ်တယ်ချန်ပီယံလိကလည်းထွက်ခဲ့ပြီဖြစ်လို့ပရီးမီယာလိကိုပဲအောင်ဆိုင်ဖို့ရှိတော့နယူကာဆယ်အနိုင်ရလိမ့်မယ်ယူဆတယ်ဆန်နလန်ကတော့1ပွဲနိုင်1ပွဲဒီ1ပွဲရှုံးရလာမကောင်းထားဘူးဆန်နလန်အကြပဲရောက်နေတယ်ဒါပေမဲ့လည်းသူတို့ရဲ့ကစားပုံကမာကျော်နေဆက်ဖြစ်ပြီးတော့ပေကိုနဲ့တယ်ဒီနေ့ပွဲကိုလည်းပဲပေကိုနဲ့အောင်ဆန်နလန်ထိန်ကစားလာလိမ့်မယ်ထင်တယ်နယူကာဆယ်အနည်းဆုံးတစ်လုံးအသာတော့အနိုင်လိမ့်မယ်လို့ယူဆတဲ့နယူကာဆယ်ဘော်ဒီပဲရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ည7:45မှာစီမံကစားမဲ့စပါနော်တယမ်ဖော်တဲ့စပါlevel 50ချုံ3လုံးပေါင်း90တမတ်ပဲကွာတဲ့တန်းစင်ဇုံနာကကတ်နေတဲ့နှစ်သင်းအထိတိုက်တူဆွေးနွေးမှုဖြစ်တဲ့စပါကချန်ပီယံလိကလည်းထွက်ခဲ့ရပြီးပရီးမီယာလိမှာလည်းတန်းစင်ဇုံအနေနဲ့ရင်ဆိုင်နေရတယ်စပါရဲ့ပရီးမီယာလိနောက်ဆုံး5ပွဲမှာတပွဲသေးရေး4ပွဲရှုံးထားတဲ့ရလမကောင်းထားဘူးစစ်တိုက်ညံ့နေတယ်ဖော်တဲ့နောက်ဆုံး5ပွဲမှာ3ပွဲသေး2ပွဲရှုံးရလမကောင်းဘူးဒီလိုရလမကောင်းတဲ့နှစ်သင်းထိတိုက်တူဆွေးနွေးမှုမှာတော့လုံးဝအမှတ်ခံလို့မရဘူးနှစ်သင်းလုံးအတွက်တန်းစင်ဇုံအနေရှိနေလို့တန်းစင်ဇုံတိုက်ပွဲလွတ်အောင်အပြန်လုံးသင်းကိုတွေမြင်ရလိမ့်မယ်လို့ယူဆတယ်ဂိုးပေါ်ပဲရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ည9နာရီခွဲမှာစီမံကစားမဲ့ဘာစီလိုနာဘယ်လကာနိုဘာစီလိုနာနှလုံးပေါင်း44လုံးပေါင်း100ဘာစီလိုနာကဂျိုင်းမှာချန်ပီယံလိမှာဂိုးပြနိုင်ခဲ့ရလို့စစ်တပ်တက်ကြွနေမှာတည်ကြတယ်ပြီးခဲ့တဲ့အပတ်ကလည်းပဲလာလီဂါမှာ9ခုနဲ့9ခုနဲ့ဂိုးပြနိုင်ခဲ့တယ်ဘာစီလိုနာကတော့အိမ်ကွင်းဆိုရင်အနိုင်ရတာများတယ်အိမ်ကွင်းရဲ့ချစ်စွမ်းတဲ့ရက်လက်ကတော့ကောင်းတယ်ဒီနေ့အိမ်ကွင်းမှာလည်းပဲအနိုင်ရလိမ့်မယ်ဂိုးပြမပြပဲကြည့်ရမယ်ထင်တယ်ဘာစီလိုနာရဲ့နောက်ဆုံး5ပွဲမှာ4ပွဲနိုင်1ပွဲရှုံးထားတယ်ဘယ်လကာနိုရဲ့နောက်ဆုံး5ပွဲမှာ1ပွဲနိုင်4ပွဲတည်ဒီနှစ်သင်းရဲ့နောက်ဆုံးတွေ့ဆုံမှု9ချိန်မှာဘာစီလိုနာက3ချိန်နိုင်2ချိန်တည်ဂိုးပြထားခြင်းတော့မရှိဘူးဘာစီလိုနာဘော်ဒီပဲရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ညနေနိုင်ခွဲမှာစီမံကစားမဲ့ EM နဲ့ Atletico Madrid EM level 90 3လုံးပေါင်း10 Madrid ဒါပြီးအခုတစ်ချိန်တွေ့ဆုံမှုကချန်ပီယံပြည်လန်းထက်က EM အတွက်အရေးကြီးဆုံးအချိန်ဖြစ်နေတယ်ဒီနေ့ Madrid ဒါပြီးမှ EM ရှုံးလို့မရဘူးတကယ်လို့ရှုံးခဲ့ရင်လာလီဂါဖလားလက်လို့ရဖို့အသေးချာတော့ဖြစ်သွားမှာ EM ရဲ့ပြိုင်ပွဲဆိုနောက်ဆုံး4ပွဲမှာအနိုင်ရထားတယ်Atletico ကလည်းEMနဲ့တွေ့ရင်အသာစီးရထားတာများတယ်Atletico ကလည်းတက်စစ်ပိုင်းကအတွင်းကိုတွေရတယ်ဒီနေ့သင်းတွေ့တိုင်းအပြန်လန်အတွင်းကိုတွေရှိထားခဲ့တယ်နိုင်ပွဲဆက်ပြီးရက်လောက်ကောင်းနေတဲ့ EMနိုင်ပွဲရလိမ့်မယ်လို့ယူဆတဲ့ရဲဘော်ဒီနဲ့ကိုပေါ်ရွေးချယ်ပါတယ်။နောက်တစ်ပွဲကတော့ည7:00နာရီခွဲမှာစီမံကစားမဲ့လိုင်ယွန်မိုနာကိုလည်းပဲ30ချုံ3လုံးပေါင်း90လိုင်ယွန်ကတော့လီဂူ4ပွဲဆက်နိုင်ပွဲပြောင်းနေတာဖြစ်တယ်။ယူရိုပါလိကလည်းပဲစတာဘီကိုရှုံးပြီးတော့ထွက်ခဲ့ရပြီးဖြစ်တယ်။ခြေကြပဲရောက်နေတယ်ပြောမှဖြစ်တယ်။မိုနာကိုကတော့အခုနောက်ပိုင်းခြေပြန်ပြီးတော့တက်လာတယ်။လီဂူ4ပွဲဆက်လည်းအနိုင်ရထားတယ်။ချန်ပီယံလိဝင်ခွင့်မျှော်လင့်ချက်ရှိနေသေးတယ်။လက်ရှိခြေစွမ်းရမိုနာကိုမရှုံးနိုင်ဘူးလို့ထင်တဲ့မိုနာကိုဘော်ဒီနဲ့ခုပေါ်ရွေးချယ်ပါတယ်။နောက်တစ်ပွဲကတော့ည6နိုင်မှစီမံကစားမဲ့ကိုမိုပီဇာကိုမိုနှလုံးပေါင်း93လုံးပေါင်း90အစင်းလေးရောက်နေတဲ့ကိုမိုကတော့ချန်ပီယံလိဝင်ခွင့်အတွက်အမားခံချစ်ချော်လို့မရဘူးကိုမို၄ပွဲဆက်အနိုင်နဲ့ချေမှန်းနေတယ်ဒီနေ့ပွဲမှာလည်းပဲအနိုင်ယူလိမ့်မယ်ယူဆတယ်ခိုးပြမပြကြည့်ရလိမ့်မယ်ထင်တယ်ပီဇာကတော့တန်းစင်စုံထဲမှာရုံးမထွက်နိုင်